အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ Wisdom of the Oracle လေးနဲ့ကိုပါရဲ့နောက်ထပ် action ယူဖို့လိုအပ်လေကိုတတိထားမယ့် challenge တွေကပါတယ်လေကိုအဆောက်အအုံတွေကပြောမယ့် career message လေးနဲ့အတူတူကိုရဲ့လက်ရှိကာလကိုပေါ့နော်ခြုံငုပ်ပြီးကြည့်ပေးသွားမယ် reading လေးပဲဖြစ်ပါတယ်ရှင် energy ကရင်တော့ claim လို့ရပါတယ်ကဲဆိုတော့စလိုက်ရအောင် Cat 1 Lawyer Heart okay Cat 2 Imagine. Cat 3. Co-create. Careful. Advice ကလေးပါဖြစ်မလဲ Wow, yen energy. လက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာ Lori Hart ဆိုတဲ့ကလေးရတော့ပေါ့နော်တစ္ဆာရှိရှိနဲ့လုပ်ဖို့လိုအပ်နေတယ်တခုဆိုတခုပဲယုံကြည်ထားရမယ်စိတ်နဲ့ထားရမယ်ကိုကတကယ်ယုံကြည်နေစိတ်နဲ့ပြီးလုပ်နေဆိုရင်တော့ဒါကလက်ရှိလုပ်နေတဲ့အလုပ်ကအောင်မြင်မှုရရှိနိုင်တယ်လို့ပြောချင်တာပဲဖြစ်ပါတယ်အလုပ်ကရရှိသွားလို့ရတယ်အလုပ်ပေါ်မှာမှလူတယောက်နဲ့တွေ့လုံနေလို့အဲ့လူကိုလည်းယုံကြည်ထားဖို့လိုတယ်ဆိုတာလည်းပြောနေပါတယ်ကဲဒုတိယကကိုလက်ရှိလုပ်နေတဲ့အလုပ်မှာဘာတွေတတိထားဖို့လိုလဲဘာတွေတတိထားမလဲဆိုတော့ emergent အလုပ်ကလေလောက်တာအဆင်ပြေဒါပေမဲ့စောင့်ကြည့်လို့မြင်ထည့်သွားနေရမျိုးလည်းဖြစ်နိုင်နေပေါ့နော် emergent ဆိုတာစိတ်ကူးရင်မှုပုံဖော်မှုတွင်ဖန်တီးမှုကိုယ့်ရဲ့အမြင်အသစ်တွေကိုရည်ညွှန်းတယ်အမြင်အသစ်လေးတွေတစ်ချက်လုံးကြည့်လိုက်ပါကိုကအရင်လက်တွေ့ကြလုံတာလည်းဖြစ်နိုင်တာမလို့တွင်ဖန်တီးမှုလေးပိုပြီးအားကောင်းမယ်ဆိုပိုပြီးအဆင်ပြေပါတယ်အမြင်သစ်လေးတွေနဲ့အတူတူအလုပ်ကလေးကိုလည်းပေါ့နော်ပုံစံလေးပြောင်းကြည့်ပါဆိုပြီးပြောနေရပေါ့နော်ဒါလေးကတော့တတိထားရမယ်ကဲကိုနောက်ထပ်ဘာကြီးဆက်လုပ်ဖို့လို့လဲဆိုတော့လေကို create ဒါလေးကတယောက်တည်းတင်းကျုံပြီးအလုပ်တွေကိုလုံးနေတာထက်ဘေးရလူတယောက်ယောက်လူကူညီပါမှအဲ့လိုမဟုတ်ဘူးဆိုရင်ကိုမှရှိ spirit တွေ career နဲ့အဆောက်အအုံတွေအကူညီပါမှပို့ပြီးအလုပ်ဖြစ်မယ်အောင်မြင်မယ်လို့ပြောနေရယ်ဆိုတော့အကူညီတွေများများတောင်းပါနော်ကိုလေကူညီပေးမဲ့သူတွေကရှိရည်လားကဲနောက်ဆုံးအကြံဉာဏ်ကတ်လေးကတော့ yan energy ဆိုတဲ့ခတ်လေးပေါ့ကို yan energy ပေးနေရကွာကိုကလေတိုးဆုပ်မဖြစ်ပင်နဲ့လှုပ်ရှားရှိအလုပ်ကိုယုံကြည်ချက်ရှိရှိနဲ့ရေဝံ့တာကောက်ပြီးတော့လှုပ်ချပလိုက်တော့ဘသူမှလည်းကြောက်နေနဲ့ကိုလှုပ်လေကိုပို့ပြီးတော့အောင်မြင်လေကိုဥဆောင်လေကိုပို့ပြီးအောင်မြင်လေကိုမှရှိရဲ့ yan energy နဲ့အတူအကောင်းဆုံးရှေ့ဆက်ပါလို့ပြောချင်ပါတယ်ရှင်ဆိုတော့ဒီနေ့တော့အားလုံးပဲဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ရှင်